ဆိုပါရခင်ဗျာအိုင်ပီမန်လို့ပြောလိုက်တဲ့နဲ့ဒီငယ်ရေးချက်ပြီးတိုင်းပြည်ငယ်ပြောင်းရောက်တဲ့ဆရာကြီးတယောက်ကိုအားလုံးပြင်မြင်ကြမှာပါဒါပေမဲ့တကယ်ပြင်လောကမှာတော့မင်းသားကြီးဒူနီယာအိုင်ပီမန်နဲ့လောဝဆန့်ကျင်ပဲငယ်စဉ်ကအရာကိုစွတ်သွမ်းတဲ့လန်ဒီဆန်ဆန်လူငယ်တယောက်ဖြစ်ပူတဲ့ဆိုတာတင်တိပဒလားကွန်ပျူတာကားတွေကြည့်ပြီးကြောင်ပြေးတယ်ရမ်းချစ်တယ်ဘော့စတွန်မြို့ရဲ့အန်ဒရီအများဆုံးရက်ွက်တွေမှာကျင်းလက်ခဲ့တဲ့ကောင်လေးတယောက်သူပဲလုပ်ပြီးကမ္ဘာအောင်မြင်ဆုံးအန်ရှစ်စာတယောက်ဖြစ်လာခဲ့တယ်လေဒီနေ့ဗီဒီယိုမှာတော့ဒူနီယာရဲ့စိတ်ဝင်စားစရာကလေးဘဝနဲ့ဘဝစကြောင်းကိုအသေးစိတ်သင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒူနီယာကို1963ခုနှစ်ဇူလိုင်လ29ရက်နေ့မှာတရုတ်နိုင်ငံကွမ်ကျုံမြို့မှာမွေးဖွားခဲ့ပါတယ်။သူမိဘတစ်ပါးစလုံးကပညာရှင်တွေဖြစ်ကြပါတယ်။ဖခင်ဖြစ်သူကချစ်စတယန်ကသတင်းစာဆရာတူဖြစ်တယ်လို့တရုတ်သူလည်းအရန်တော်တဲ့ပညာရှင်တယောက်ပါ။ဒါပေမဲ့ဒူနီယာရဲ့ဘဝကိုအပြောင်းလဲဖြစ်စေခဲ့သူကတော့သူရဲ့မိခင်ပူစင်မပဲဖြစ်ပါတယ်။သူမဟာကဘာတော်တာရှိဝူရှိတိုင်းပညာရှင် Grandmaster တယောက်ပါဒါကြောင့်ဒူနီယာလမ်းလျှောက်တဆအရွယ်ကလေးကသူ့အမေစီကနေတိုင်းပညာကိုစာသင်ယူခဲ့ပါတယ်အသက်2နှစ်အရွယ်မှာမိသားစုနဲ့အတူဟောင်ကောင်ကိုပြောင်းရွှေ့ခဲ့ပြီးအသက်17နှစ်အရွယ်မှာတော့အမေရိကန်နိုင်ငံဘော့စတွန်မြို့ကိုပြောင်းရွှေ့အရှိချခဲ့ပါတယ်ဒီနေရာမှာဒူနီယာရဲ့ဘဝအပြောင်းလဲစတင်ပါတော့တယ်1989ခုနှစ်တွေတုန်းကဘော့စတွန်မြို့ဟာခုလိုမငြိမ်ချမ်းသေးပါဘူးအထူးသဖြင့်ဒူနီတို့နေထိုင်တဲ့ရက်ကွက်ဟာရစဝဲမှုတွေလူစုကိုင်းတွေပေါ်များတဲ့နေရာတစ်ခုပါအမေရိကန်ကိုရောက်ခါစားအာရှတာကောင်းလေးတယောက်အနေနဲ့ဒူနီယာကြောင့်အနံ့ကျင့်ခံရမှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်ဒါပေမဲ့ဒူနီကငြိမ်ခံမနေခဲ့ပါဘူးသူ့အမေစီကတင်ထားတဲ့တိုင်းပညာနဲ့ပြန်လဲတုံ့ပြန်ခဲ့ပါတယ်ဆက်ချက်တဲ့အရွယ်ဒူနီကအရန်ကိုသွေးဆူပြီးစိုးသားတဲ့လူငယ်တယောက်ဖြစ်လာခဲ့ပါတယ်ကျောင်းမှာမတက်ပဲမြုပ်စလီရဲ့ဇက်ကားတွေကိုယုံမှတွားကြည့်တယ်ပြီးရင်ရုပ်ရှင်တွေကတိုင်းခွဲတွေကိုလိုက်လေ့ကျင့်တယ်ညဖက်တွေမှာဆိုရင်ဘော့စတွန်ရဲ့နာမည်ကြီးလူစုကိုင်းတွေနဲ့ပေါင်းတင်ပြီးလမ်းသေးဆက်ဆံနေထိုင်ခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းဒူနီယာတိုင်းပညာပေါ်အရန်ကိုယူတူပါဆိုတာနဲ့ဒါပေမဲ့သူရဲ့လေ့ကျင့်မှုအပိုင်းမှာတော့ဘယ်သူမှလိုက်မမီအောင်ကြိုးစားခဲ့သူဖြစ်ပါတယ်ဆောင်းလည်းပဲအနောက်ဒီဂရီအေးခဲနေတဲ့နင်းတောင်ကြတဲ့မှာတော့ဘောပနစီဘီကန်ချက်တွေကိုလေ့ကျင့်ခဲ့ပါတယ်နေ့တိုင်းရှေ့ကန်ချက်အကျဉ်းကြီး1000ပြည့်အောင်ကမယ်ဆိုပြီးကိုစိန်ခေါ်လေ့ကျင့်ခဲ့သူပါသူအမေရဲ့ဝှရွှန်းပညာအပြင်လမ်းဘေးရန်ပွဲတွေမှာအသုံးဝင်မဲ့ဘောက်ဆင်ကရာတေနဲ့တိုင်ကွန်ဒိုပညာရက်တွေကိုလည်းလိုက်စားခဲ့ပါတယ်ဒီလိုမျိုးမတူညီတဲ့တိုင်းပညာတွေကိုစူးစမ်းလေ့လာခဲ့တာကပဲနောက်ပိုင်းမှာသူကိုအမရမစတိုင်းရုပ်ရှင်တွေထဲသွင်းရိုက်ကူးတဲ့ချစ်ဆောင်လမ်းပြသူဖြစ်လာခဲ့ပါတယ်ဒူနီရဲ့လန်ဒန်ဘဝကတပြည့်ပြည့်စိုးရင်စရာကောင်းလာတဲ့အခါမှာတော့သူမိဘတွေကအကြီးဆုံးဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်ဒါကတော့သူ့ကိုဘော့စတွန်ကလူဆိုတန်ဝိုင်းနဲ့ဝေးရတရုတ်ပြည်မကြီးကိုပြန်ပို့လိုက်တာပါပဲအသက်16နှစ်အရွယ်မှာဒူနီယာဘီဂျင်ဝူရှင်အတင်းမှာတွားရောက်လေ့ကျင့်ခဲ့ရပါတယ်သူရှားကအဲ့ဒီတင်းမှာသူကိုတင်ပေးတဲ့ဆရာဝူဘင်းဟာမင်းသားကြီးရဲ့ဂျယ်လီကိုတင်ပေးတဲ့ဆရာလည်းဖြစ်ပါတယ်ဂျယ်လီနဲ့ဒူနီယာတို့ဟာခေပြိုင်ကျောင်းနေဖက်တွေဖြစ်ခဲ့ကြပါတယ်တရုတ်ပြည်ကပြင်းထန်တဲ့စစ်ပုံစံလေ့ကျင့်ရေးတွေကြောင့်ဒူနီရဲ့တိုင်းပညာပိုပြီးဒေသပြည့်စုံလာခဲ့ပါတယ်တရုတ်ပြည်မှာနှစ်လောက်လေ့ကျင့်ပြီးလို့အမေရိကန်ကိုပြန်ပို့ဖို့လုပ်တဲ့အခါဒူနီကဟောင်ကောင်ကိုခဏဝင်ခဲ့ပါတယ်အဲဒီမှာ
သူ့မိရဲ့မိတ်ဆက်ပေးမှုနဲ့နာမည်ကျော်ဒရိုက်တာရွန်ဝူပင်းနဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်ဒရိုက်တာရွန်ဝူပင်းဆိုတာဂျက်ကီချန်ကိုနာမည်ကြီးအောင်လုပ်ပေးခဲ့သူပါဒွန်နီရဲ့တိုင်ခွဲတွေကိုမင်းလိုက်တာနဲ့ဒရိုက်တာကသဘောကျသွားပြီး1984ခုနှစ်မှာ Dragon တိုင်ရှိဆိုတဲ့ဇာတ်ကားနဲ့မင်းသားတင်ရိုက်ကူးခဲ့ပါတယ်။အဲ့ဒီနေရာကစားလို့ကျွန်တော်တို့သိကြတဲ့ရုရှားမင်းသားကြီးဒိုနီယန်ဆိုပြီးပြင်လာခဲ့တာပါ။လန်ဒီဆန်တဲ့လူငယ်ဘဝကနေအခုလိုကမ္ဘာအဆက်မီမင်းသားတလဲဖြစ်လာတာဟာဒိုနီယန်ရဲ့မြောင်းနှစရာဇွဲလုံးလာတဲ့ကြောက်ပါပဲ။သူ့ရဲ့အမေစီကရတဲ့တိုင်ချီခိုင်ရဲ့ဘော့စတွန်လာမတွေထက်ကတိုက်ခိုက်ရေးအသွေးကြုံတွေရဲ့ဘီဂျင်းကစနစ်တကျတဲ့လေ့ကျင့်မှုတွေရဲ့ပေါင်းစပ်လိုက်တဲ့ခါမှာတော့ပြန်ပဲกินတဲ့ဒိုနီယာဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ကဲဒိုနီယာရဲ့ဘဝအကြောင်းကိုကြည့်ပြီးမိတ်ဆွေတို့ဘာတွေသင်ခန်းစာရလိုက်တယ်လဲ။ comment မှာဝင်ရောက်ဆွေးနွေးပြတော့ကြပါဦး။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်တင်ဆက်ပေးတော့မှာမို့ subscribe လုပ်ဖို့မမေ့ပါနဲ့အောင်ခင်ဗျာ